နေရန်ထဲမှာရှာတစ်ခုကိုစတွေ့တဲ့နေ့ကလေးကဒီအမျိုးသမီးဟာညတိုင်းသူ့ကိုယ်သူဆူချလေးရှိတယ်လီနာကပါရမီရှင်ပကြီးဆရာမတွေ့ရပါဒါပေမဲ့သူ့ကောင်လေးရဲ့အနိုင်ကျင့်နှုတ်ဆက်ကကိုခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာတော့သူဟာယောက်ျားတွေကိုကြောက်ရွံ့တက်လာခဲ့တယ်သူအပြင်ကိုလုံးဝမထွက်ရဲတော့တယ်လို့အစားအသောက်လာပို့ရင်တောင်မှအပြင်ထွက်ပြီးမယူရဲတော့အောင်ပါပဲလာပို့တဲ့လူပြန်သွားတဲ့အထိစောင့်ပြီးတော့မှတကားကိုအသားလေးဟပြီးယူရတဲ့အထိဖြစ်လာတယ်ဒီနေ့မှာတော့သူကနေရန်မှာပကြီးကားတစ်ချက်ချိတ်မယ်ဆိုပြီးသူနဲ့အားကုန်ထုလိုက်တာအဲ့ဒီမှာနေရန်မှာအပေါက်မဲမဲကြီးတစ်ခုပေါ်လာပါလေတော့သူလည်းအင်ရှင်စီချက်ချင်းဖုံးဆက်ပြီးအိမ်မှာဘာလို့အပေါက်ကြီးဖြစ်နေတာလဲဆိုပြီးမေးလိုက်တယ်အင်ရှင်ကတော့အဆောက်အအောင်ပုံစံမျိုးကိုပြန်စစ်ကြည့်ရအောင်မယ်နောက်တစ်နေ့ကျမှအကြောင်းပြန်ပေးမယ်လို့ပြောပါတယ်သူရဲ့စိတ်ရောဂါကုဆရာဝန်ကလည်းလီနာတယောက်အရင်ကထက်လူတွေကိုပိုကြောက်လာတာတတိထားမိပြီးအပြည့်ထွက်လမ်းလျှောက်ကြည့်ဖို့အကြံပေးပါတယ်ဒါနဲ့ပဲသူမကတော့ကိုထုတ်လိုက်ပြီးမင်းအပြည့်ထွက်ရမလားအထဲမှာပဲနေရမလားဆိုပြီးတော်တော်ကြကြကြီးဝေခွဲမရဖြစ်နေခဲ့တယ်နောက်ဆုံးတော့လေအပြင်းကိုခြေတလန်းမထွက်ရင်ပဲဖြစ်ခဲ့ရပြန်တယ်အဲ့ဒီညမှာပဲအမျိုးသမီးကနေရန်အပေါက်ထဲကနေသပင်စတချို့ထွက်နေတာကိုရုတ်တရက်ပတိထားမိလိုက်တယ်အဲ့ဒီအပေါက်ထဲမှာတကယ်တမ်းဘာရီပုံခုန်နေတာလေ